ခုဆိုလို့ရှိရင်အားလုံးသိတဲ့အတိုင်းပေါ့နော်ကျမတို့မြန်မာပြည်မှာငလျင်ဘေးဒဏ်ခံနေရတဲ့ဒုက္ခတွေအများကြီးရှိရပေါ့နော်အဲ့ဒီဘေးဒုက္ခအတွက်ကို330မှတည်ပြီးတော့သူကလှူဒန်းသွားမှာဖြစ်ပါတယ်တဲ့အဲ့ဒီအပြင်ကိုဒီဧပြီလတစ်လလုံးမှာသူရောင်းရတဲ့ဒီဆိုင်ရပေါ့နော်ဒီစားတောက်ဆိုင်ရရောင်းရတဲ့အမြတ်တွေကိုလည်းပေါ့နော်အမြတ်စွန်းတွေကိုလည်းသူကအပတ်စဉ်ပေါ့နော်အမြတ်စွန်းကိုလည်းသူကလှူဒန်းသွားမှာဖြစ်ပါတယ်တဲ့မထက်ကအစားတောက်တွေအရန်ပေါ်တဲ့ဗန်ထထောင်လမ်းမကိုနောက်တစ်ကြိမ်ထပ်ရောက်လာပါတယ်ဒီမှာကတစ်ခေါက်ရောက်တိုင်းမှာအရင်ခေါက်တွေကနဲ့မတူဘဲနဲ့ဆိုင်သစ်တွေစားစရာဆိုင်တွေအများကြီးပေါ့နော်ဒီဇိုင်းတွေကလည်းအများကြီးပဲလှလှပပပေါ့နော်ပေါ်လာတာကိုအများကြီးတွေ့ရပါတယ်အဲ့တော့မထက်ကလည်းအခုဆိုလို့ရှိရင်ဂျပန်နေပြီးတော့အလဲသွားပြီးတော့ပြန်ရောက်တာမကြသေးဘူးပေါ့နော်အခုဒီနေရာလေးကိုအခုရောက်လာတဲ့ခါကျတော့ဂျပန်ကိုအရန်အလွမ်းပြေသွားတယ်ဘာဖြစ်လို့လဲဆိုတော့ဂျပန်နဲ့တူတဲ့မီးပုံးလေးတွေပြီးလို့ရှိရင်ဆာကူရာပန်းလေးတွေရှိတဲ့လမ်းလေးတွေကိုတွေ့ရတယ်အဲ့တော့မထက်လည်းဂျပန်ကိုအလွမ်းပြေသွားတယ်အဲ့တော့ဘာတွေရှိရဲဆိုတော့မထက်နဲ့အတူတူလိုက်ကြည့်ပါအောင်နော်မထက်လိုက်ပြပေးမယ်နော်ဒီလမ်းလေးကတော့လေဗန်ထထောင်လမ်းမကြီးရဲ့အတွင်းထဲကလမ်းသွယ်လေးပေါ့နော်ဒီလမ်းထဲမှာကယာယီဖွင့်ထားတဲ့ဈေးလေးတစ်ခုရှိတယ်ပေါ့နော်ဈေးတန်းလေးတွေတော့အရန်လှတယ်တိလားလူတွေလည်းအရန်များတယ်လမ်းလျှောက်ပြီးတော့လာစားတဲ့လူတွေလည်းအရန်များတယ်ပေါ့နော်ဆိုင်တွေလည်းအများကြီးစားတောက်တွေလည်းအရန်စုံတယ်ပေါ့နော်ဘာတွေရှိတယ်ဘယ်လိုစားတောက်တွေရှိဆိုတော့မထက်လိုက်ပြပေးမယ်လိုက်ကြည့်အောင်နော်လမ်းမကြီးကတော့လေဗန်ထထောင်လမ်းမပေါ့နော်ဗန်ထထောင်လမ်းမကြီးကလည်းတော်တော်ရှည်တယ်ပြီးတော့ဆိုင်တွေကလည်းအများကြီးဘဲဘက်ကြည့်မလားညာဘက်ကြည့်မလားဆိုင်တွေကအများကြီးပဲပေါ့နော်အဲ့လိုဆိုင်တွေများတဲ့ပြင်လမ်းသွယ်တွေထဲမှာလည်းလေဆိုင်တွေအများကြီးရှိတယ်အဲ့တော့ဒီနေ့တော့မထက်ကလေလမ်းသွယ်တဲ့ကိုသွားပြမယ်တိလားအဲ့တော့မထက်နဲ့တူလိုက်ကြည့်ဦးမထက်ကဗန်ထထောင်လမ်းမကြီးကိုရှောက်ပြီးပြီအဲ့ရနေတောက်လျှောက်လာခဲ့တယ်လမ်းသွယ်တွေထဲမှာလည်းဆိုင်တွေကအများကြီးတော်တော်လှတယ်ဆိုင်လေးတွေလှနေတော့ပဲအဲ့တော့ဒီထဲကိုမထက်ရှောက်ကြည့်လိုက်မယ်ခုဒီလမ်းတိုင်းမထက်ရှောက်ကဲမထက်ကဘိုက်ကတော့စားပါပြီထုံးစံတိုင်းတစ်ခုခုတော့စားမှဖြစ်တော့မယ်ပေါ့နော်အဲ့တော့ဟိုမှာလာကော်နာတဲ့အဲ့ဆိုင်ကလေမြန်မာဆိုင်လို့ပြောတယ်တိလားအဲ့တော့မထက်အထဲမှာဘာတွေရှိလဲဘာတွေစားလို့ရမလဲကိုယ်စိတ်ကြိုက်ဘာတွေဖြစ်မယ်ဆိုတာကိုသွားစားကြည့်မယ်နော်အဲ့တော့မထက်နဲ့လိုက်ကြည့်ပေးပါလာကော်နာရဲ့မီနူးထဲမှာမထက်စားချင်တာတွေမှာလိုက်တော့မယ်နော်ဒီမှာဘာရှိလဲဆိုလို့ရှိရင်ဝါသားတိုးရှိတယ်ဝါသားတိုးနဲ့တွဲပြီးတော့စားလို့ရမယ်ကြာစံကြော်ရှိမယ်အဲ့ဒါမှာလိုက်မယ်ပြီးတော့အမဲကြောခောက်ဆွဲရှိတယ်မာလာခောက်ဆွဲပေါ့နော်အမဲကြောမာလာခောက်ဆွဲရှိတယ်အဲ့ဒါလည်းမှာမယ်ပြီးလို့ရှိရင်မာလာအကင်လေးတွေရှိတယ်အဲ့ဒါကြီးလည်းမှာတယ်မှာလိုက်တော့မယ်ခုဆိုလို့ရှိရင်မထက်ကဒီလာကော်နာဆိုင်ကအစားအသောက်တွေအားလုံးမှာပြီးသွားပြီပေါ့နော်ကိုစားခြင်းတဲ့ဟာတွေအကုန်လုံးမှာလိုက်တယ်ဒီမှာမထက်အရန်စားခြင်းနေတာကတော့ဝက်သားဒုတ်ထိုးဒီဝက်သားဒုတ်ထိုးကသူကအချောင်း100ကိုဘတ်350ပေါ့နော်တစ်ချောင်းကို3ဘတ်ခွဲလောက်သွားကြတယ်ဝက်သားစုံပါတယ်ဒီမှာအစုံပါတယ်နော်အဲ့တော့စားခြင်းစရာပဲမထက်စားပြီးတော့စားကြည့်လိုက်ဒါဝက်သားဒုတ်ထိုးချင်းလေးပေါ့နော်ကြာစံကြော်လဲပါတယ်ကြာစံကြော်လဲမှားတာလေးပဲချင်းလေးလည်းအရန်ကောင်းတယ်အရသာတော်တော်ရှိတယ်သူ့အချင်းကြီးလည်းတော်တော်ကောင်းတယ်ဒီလားမြန်မာပြည်မှာစားနေရတယ်ကြာစံဘာသာတို့ကိုနဲ့ကြာစံကြော်နေရလေတော်တော်လိုက်ဖက်တယ်တို့ကလည်းအများကြီးပဲတပွဲဆိုလို့ရှိရင်600လောက်ဆိုတော့မိတ်ဆွေပေါင်းတင်နေလာစားလို့အဆင်ပြေတယ်ပေါ့နော်အများကြီးပဲအရသာလည်းတော်တော်ရှိတယ်ဒါမှထက်နောက်တစ်ခုစားပြမယ်နော်ဒါကကြတော့အမဲကြောမာလာကြာစံပေါ့နော်ထိုင်းနေရတော့ဒါတိတ်မစားကြဘူးပေါ့နော်ဒါကျမတို့မြန်မာလူမျိုးတွေကတော့ဒါအမဲအကျော်ဆိုလို့ရှိရင်အရန်ကြိုက်တာပေါ့နော်အဲ့တော့ဒါအမဲအကျော်နဲ့လုပ်ထားတဲ့မာလာကြာစံလေးပေါ့နော်ကြည့်ကြည့်မယ်နော်အမဲအကျော်ဆိုတော့တအားစားကောင်းတယ်နော်ကျမတို့တွေရောကြိုက်တယ်ရှင်နောက်တစ်ခုရှိသေးတယ်နောက်တစ်ခုကကြတော့မာလာခောက်ဆွဲပေါ့နော်ဒါကတော့မာလာခောက်ဆွဲ
ဒီမာလာခောက်ဆွဲပေါ့နော်ဒီခောက်ဆွဲကိုလည်းအမဲကြောနဲ့လိုချင်တယ်ဆိုလို့ရှိရင်စိုင်မှာမှာလို့ရတယ်နော်အခုမာလာခောက်ဆွဲမှာဆိုလို့ရှိရင်လေအကင်ချောင်းတွေလည်းပါသေးတယ်ပေါ့နော်မာလာကင်တွေဒါတွေလည်းအကုန်ကောင်းတယ်အရသာတွေမြန်မာပါဇက်နဲ့ကြိုက်တယ်တိတိမိလေးရှိတယ်ဆိုတော့ကျွန်တော်မြန်မာပြည်မှာစားနေရတဲ့အရသာနဲ့အတူတူပဲဒါလေးကတော့စီချွမ်မာလာငါးပေါ့နော်ဒါကတော့မာလာကင်ဒါကတော့သမင်းကြော်ကဲအဲ့တော့မထက်သမင်းစားလိုက်တော့မထက်ကဒီလာလာကော်နာဆိုင်မှာလာပြီးတော့ဒီအစားတောက်တွေမှာပြီးစားပြစ်တယ်ပေါ့နော်အဲ့လိုစားပြစ်တဲ့အခါမှာဆိုင်ရှင်ကမြန်မာလူမျိုးပါနော်အဲ့ဒီမြန်မာကိုကဘာပြောလဲဆိုလို့ရှိရင်အခုဆိုလို့ရှိရင်အားလုံးသိတဲ့အတိုင်းပေါ့နော်ကျမတို့မြန်မာပြည်မှာငလျင်ဘေးဒဏ်ခံနေရတဲ့ဒုက္ခတွေအများကြီးရှိရပေါ့နော်အဲ့ဒီဘေးဒုက္ခအတွက်ကို330မတည်ပြီးတော့သူကလှူဒန်းသွားမှာဖြစ်ပါတယ်တဲ့အဲ့ဒီအပြင်ကိုဒီဧပြီလတစ်လလုံးမှာသူရောင်းရတဲ့ဒီဆိုင်ရပေါ့နော်ဒီစားတောက်ဆိုင်ရရောင်းရတဲ့အမြတ်တွေကိုလည်းပေါ့နော်အမြတ်ဆုံးတွေကိုလည်းသူကအပတ်စဉ်ပေါ့နော်အမြတ်ဆုံးကိုလည်းသူကလှူဒန်းသွားမှာဖြစ်ပါတယ်တဲ့အဲ့တော့ထိုင်းနိုင်ငံမှာရှိနေတဲ့ကျမတို့မြန်မာလူမျိုးညီကိုမောင်မတွေပဲဖြစ်ဖြစ်မြန်မာပြည်ကနေပြီးတော့ရောက်နေတဲ့အလဲရောက်နေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီဆိုင်လေးမှာလာစားတယ်ဆိုလို့ရှိရင်ပေါ့နော်ကိုရဲ့စားလိုက်တဲ့ပတ်စံပေါ့နော်ဒီဆိုင်ထဲမှာအများဆုံးဖြစ်သွားလို့ရှိရင်ကိုလည်းပဲဒီငလျင်ဘေးမှာပေါ့နော်ကုသိုလ်တအားပါဝင်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုမထက်ကပြောပြလိုက်ရပါတယ်ရှင်ဒီလာလာကော်နာဆိုင်ကိုဘယ်လိုလာမလဲဆိုလို့ရှိရင် BDS National Stadium မှာဆင်းမှာပြီးတဲ့ခါကျလို့ရှိရင် Exit 2ကနေပြီးတော့ထွက်တာအဲ့ချိန်ကျလို့ရှိရင်ဗန်ထထောင်လမ်းမကြီးကိုရောက်လာပဲပြီအဲ့လိုရောက်လာတဲ့ခါကျလို့ရှိရင်ချူလာစွိုင်14တဲ့ကိုဝင်လာခဲ့ပါရှင်အဲ့ဒါဆိုလို့ရှိရင်ဒီလာလာကော်နာဆိုင်ကိုရောက်ပါပြီရှင်